ဒီနေ့ကျမတို့မိသားစုတွေဒီကနေဒါမှာပေါ့နော်နွေရာသီပုံမှန်စနေညတွေဆိုလို့ရှိရင်ဒီကလေးတွေအတွက်ကို free ပြပေးတယ်ဒီရုပ်ရှင်တွေပေါ့နော်ပန်းညံနေတဲ့မှာတို့လှုပ်လှုပ်ထားရှိတယ်အဲ့ဒါကိုစနေညလည်းဖြစ်တဲ့အတွက်မိသားစုလိုက်သွားကြည့်ပြခဲ့တယ်ဒီမှာမြင်ရတဲ့အတိုင်းမြက်ခင်းမြင်ပေါ်မှာကိုကြိုက်တဲ့နေရာမှာဖြာရီခင်းထိုင်ခုံနေနဲ့အဲ့လိုထိုင်လို့ရတယ်ပေါ့နော်ရုပ်ရှင်မပြရင်မှာကလေးတွေအတွက်ကိုဒီလိုမျိုး game တွေဆော့ပေးတယ်နောက်ပြီးတဲ့အခါကျတော့ပုံဆွဲတဲ့စပွဲဝိုင်းလေးတွေရှိရပေါ့နော်မှာဆိုလို့ရှိရင်တို့ထိုင်ပြီးတော့ပုံဆွဲနေတဲ့ဆေးရောင်ချဲတာမျိုးတွေကလေးတွေအတွက်အပျော်သဘောပေါ့နော်ဒီညပြမဲ့ရုပ်ရှင်ကတော့ Bad Guy 2လို့သမီးကပြောတယ်ကလေးတွေကြားထဲမှာ popular လို့ပြောတယ်ကျမတို့တခါမှမကြည့်ဘူးကျမတို့အဲ့လိုပဲထိုင်တာပေါ့နော်ဖြာရီပစ္စည်းတွေယူသွားပြီးတော့ထိုင်ပြီးတော့ညစာစားကြတယ်တဖြည်းဖြည်းနဲ့အဲ့လိုမျိုးမိုးချုပ်လာပြီးနေဝင်သွားပြီးမှောင်လာပြီးဆိုမှသူတို့ဒီ projector မှာထိုးပြီးတော့ရုပ်ရှင်ကပြတာပေါ့နော်တကယ်ဟိုငယ်တုန်းကအဲ့လိုအေးရမိသားစုတွေနဲ့အဲ့လိုဇဘောတော့ကြည့်ရမျိုးတွေပါမျိုးတွေပေါ့ရှင်ဟိုတတိယလေးပါတယ်မြင်ရတဲ့အတိုင်းUh-oh. They know we can get it, and we really, and there's nothing